မင်္ဂလာပါရှင်သုံးသုံးရက်ကန်ထရပါဒီနေ့တော့လုံကြီးကွင်းလေးနဲ့အပေါ်ကအဖြူလေးနဲ့ဝတ်ထားပါတယ်အရင်တော့ကလည်းဒါဘတ်တင်းနေတော့ကလေဝတ်ဖူးတယ်ပေါ့နော်အဲ့တော့အောက်ကအနက်ခံလေးပေါ့နော်ဒီတစ်ခါကျတော့ခဲနက်ကလေးနဲ့ပြောင်းပြီးဝတ်ထားပါတယ်ပြောချင်တာကလေဒီလိုစီးလုံကြီးကွင်းလေးတွေကအပေါ်ကဘာလေးနဲ့ပဲဖိုးဝေးအဆင်ပြေနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့စီးတက်လေးတွေမှာအပွင့်လေးတွေပါတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အောက်ခံအယောင်နဲ့ဝင်မလားစီးပွင့်လေးမှာပါတဲ့ကာလာလေးနဲ့ဝင်မလားအဆင်ပြေနိုင်ပါတယ်ဆိုတာလေးကိုလည်းပြောချင်ပါတယ်ရှင်ကဲအဲ့တော့ကွင်းလေးတွေကိုပြပေးပါမယ်ရှင်ဒီကွင်းလေးတွေကတော့၄တောင်ပါကွင်းဖြစ်ပါတယ်ဒီကာလာလေးဆိုရင်ကြောက်စိမ့်ကာလာလေးပါရှင်ဒီကာလာလေးဆိုရင်အရန်လာတဲ့ခရမ်းကာလာလေးပေါ့နော်ဒီကာလာလေးကတော့ brown 6ကာလာလေးဖြစ်ပါတယ်ရှင်ဒီကာလာလေးကတော့တပြည့်ဒီကာလာလေးဖြစ်ပါတယ်ဒီကာလာလေးကတော့ခင်းရင်ကာလာလေးဖြစ်ပါတယ်ဒီကာလာလေးကတော့ပန်းကပိကာလာလေးဖြစ်ပါတယ်ဒီကာလာလေးကတော့ယောဂီကာလာလေးဖြစ်ပါတယ်အရင်ကလှပါတယ်နော်ဒီကာလာလေးကတော့ရင်းကြီးကာလာလေးဖြစ်ပါတယ်ရှင်ဒီကာလာလေးကတော့ရွှေအိုကာလာလေးဖြစ်ပါတယ်ရှင်ခုပြသွားတာတော့၄တောင်ပါလုံကြီးကွင်းလေးဖြစ်ပါတယ်ကြိုက်မြတ်တက်တယ်ဆိုရင်စကင်ရှော်လေးနဲ့လာရောက်ပြီးအားပေးနိုင်ပါတယ်ရှင်